မစီကိုနိုင်ငံတောနတ်ထဲကရေလိုင်းကြောင်းတစ်ခုမှာမျက်လုံးဖောက်ထုတ်ခံထားတဲ့အယုတ်ပြက်ပေါင်းထောင်ကြည့်ပြီးတစ်ပင်တွေပေါ်မှာချိတ်ဆွဲထားတဲ့ကျွန်းတစ်ကျွန်းတကယ်ရှိနေပါတယ်။ဒီကျွန်းပိုင်ရှင်ဒွန်ဂျူလီယန်ဆိုတဲ့လူတစ်ယောက်ဟာလွန်ခဲ့တဲ့နှစ်90လောက်ကဒီကျွန်းမှာတယောက်တည်းလာရောက်နေထိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာကျွန်းဘေးနားကရေမြောင်းထဲမှာရေနစ်သေးဆုံးနေတဲ့မိန်းကလေးငယ်တစ်ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်။အဲ့ဒီအချိန်ကစပြီးသူ့နားထဲမှာငါအယုတ်လေးလိုချင်တယ်ဆိုတဲ့ကလေးမလေးရဲ့ငိုတန်လိုချောင်းလန့်တန်တွေကိုညတိုင်းကြားလာရပါတော့တယ်။ကလေးမလေးတေဆုံးပြီးတိတ်မကြခင်မှာပဲရေထဲကနေအယုတ်ဟောင်းလေးတစ်ယုတ်မျောပါလာတာကိုသူတွေးလိုက်ရပါတယ်။ဝိညာဉ်ကိုနှက်သိမ့်စေဖို့တော့သူဟာအဲ့ဒီအယုတ်ကိုကလေးမလေးရေနစ်တဲ့နေရာနားကတစ်ပင်ပေါ်မှာကျူးနဲ့ချိတ်ဆွဲပေးလိုက်ပါတယ်။ဒါပေမဲ့ချောင်းလန့်မှုတွေကရပ်မသွားခဲ့ပါဘူး။သူဟာအမိုက်ပုံတွေထဲကနေအယုတ်ပြက်လီကိုအလော်တကြီးလိုက်ကောက်ပြီးစုဆောင်းပါတော့တယ်။နောက်ပိုင်းမှာတော့သူဟာအယုတ်ပေါင်းထောင်ကြီးကိုတစ်ပင်တွေပေါ်မှာတန်တွေနဲ့ရိုက်ကျိုးတွေနဲ့ဆွဲပြီးတောအုပ်တစ်ခုလုံးကိုသူ့သားတစ်စပြင်းဖန်တီးလိုက်ပါတယ်။နေတန်မိုးတန်ကြောင့်အယုတ်တွေဟာပုတ်ပွားဆွေးမြေလာပြီးမျက်လုံးပေါက်တွေထဲကနေပင့်ကူတွေအင်းဆက်တွေထွက်လာတာကပိုပြီးကြောက်မက်ဖွယ်ကောင်းလာတယ်။ဒေသခံတွေရဲ့ပြောပြချက်အရညဘက်ရောက်ရင်ဒီအယုတ်တွေကမျက်လုံးဖုတ်ခတ်လုပ်ကြတယ်လို့တရုတ်နဲ့တရုတ်စကားပြောတဲ့တွေကြားရတယ်လို့ဆိုကြတယ်။ဂျူလီယန်ဟာသူ့တသက်လုံးဒီဝိညာဉ်ရဲ့တန်ကိုကြောက်လန့်ပြီးအယုတ်တွေနဲ့ပဲအချိန်ကုန်ဆုံးခဲ့ရရှာပါတယ်။နှာခေါင်းပေးခုညမှာတော့ထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့တယ်။ဂျူလီယန်ဟာကလေးမလေးရေနစ်တည်ဆုံးခဲ့တဲ့နေရာအတိအကျမှာပဲရေနစ်ပြီးတည်ဆုံးသွားခဲ့ပါတယ်။အခုအခါမှာတော့ဒီကျွန်းဟာကဘာလက်ခရီးသည်တွေလာရောက်လဲပတ်တဲ့နေရာတစ်ခုဖြစ်လာပြီမယ်ဘယ်သူမှညအိတ်ရဲတဲ့တတိမရှိကြပါဘူးဒီကျွန်းကိုရောက်လာတဲ့သူတိုင်းဟာသူတို့ကိုအယုတ်တွေကလိုက်ကြည့်နေသလိုခံစားရပြီးထူးဆန်းတဲ့အော်တန်တွေကိုကြားရလိမ့်ရှိပါတယ်ဒွန်ဂျူလီယန်မရှိတော့ပေမဲ့သူ့ရဲ့အယုတ်တွေကတော့ဒီကျွန်းပေါ်မှာဝိညာဉ်ဆောင်ဖြစ်ကြံရစ်နေစေပါပဲ